ဟုတ်ကဲ့ဆရာဒီတစ်ခေါက်ကတော့ကျွန်တော်တို့ SME လုပ်ငန်းတွေရဲ့ group ပိုင်းတွေ investment ပိုင်းတွေနည်းနည်းဆွေးနွေးကျင်တယ်ပေါ့နော်ဆိုတော့ဟိုမေးကျင်တဲ့မေးခွန်းကတော့ကျွန်တော်တို့ဒီ SME လုပ်ငန်းတွေအနေနဲ့ပေါ့ဘယ်လိုအချိန်တွေမျိုးရောက်လို့ရှိရင်ကျွန်တော်တို့ investor တွေပေါ့နော် investor ယင်းနှိမ့်နှံမှုလုပ်မဲ့လူတွေကိုစပြီးခေါ်သင့်ပြီလဲဆိုတဲ့အကြောင်းလေးဆွေးနွေးကျင်ပါတယ်ဆရာဟုတ်ကဲ့ဒါအရန်ကောင်းတဲ့เนาะ question ပါနောက်လုပ်ငန်းရှင်တွေလည်းအရန်အသုံးဝင်မဲ့ဟိုသတင်းချက်လည်းဖြစ်ပါမယ်အဲ့တော့နံပါတ်1ကဒီကိုကလုပ်ငန်းစထောင်ပြီဆိုရင်ကာလတစ်ခုရောက်ပြီဆို business model ကငြိမ်သွားပြီ business model ငြိမ်သွားပြီ revenue ကလည်းပုံမှန် income ကလည်းပုံမှန်ရနေပြီဒါပထမချက်ပေါ့နော်အဲ့ဒါဆိုရင်အမြက်ကလည်းစပြီးတော့ပုံမှန်ထွက်လာပြီလေပတ်နေပြီအဲ့တော့ဒါပထမလိုအပ်ချက်ဒုတိယလိုအပ်ချက်ကျတော့လုပ်ငန်းကstable operation flow ဖြစ်သွားပြီ stable သူ supplier လည်းရှိမယ် customer လည်းရှိမယ်เนาะဒီ process ကလည်းငြိမ်သွားပြီနောက်တတိယအချက်ကကျတော့ကျွန်တော် financial record တွေနဲ့เนาะဒီ internal control system တွေပေါ့နော်ခုနကအတွင်းပိုင်းထိန်းချုပ်စနစ်တွေကောင်းတယ် financial report တွေကဒီတော့เนาะဒီစိတ်ချရတဲ့အဆင့်ရောက်သွားပြီเนาะမှန်ကန်သွား reliable ဖြစ်သွားပြီစိတ်ချရတဲ့အဆင့်ရောက်သွားပြီဆိုရင်ဒါတွေကဘာလို့ဆိုတော့တင်ပြပြီးတော့ investor ကိုတင်ပြအောင်ပေါ့နော် potential အလားအလာရှိတဲ့ investor တွေကိုနောက်ဆုံးတစ်ချက်ကတော့ဒီ expansion လုပ်ဖို့အတွက်အရန်သင်းဖြစ်မယ်ဒီဈေးကွက်အရန်သင်းဖြစ်မယ်အဲ့ထက်မှာ finance နဲ့ပတ်သက်လို့ကျွန်တော်တို့ဒီ investor ဆွဲဆောင်မှုအရှိဆုံး point ကတော့ဘာလဲဆိုတော့လုပ်ငန်းမှာရှိတဲ့ဒီပုံသေးကုန်ကြစရိတ်တွေပေါ့နော်ကအယောင်းနဲ့ပတ်သက်ပြီးတော့ချိတ်ဆက်မှုဓာတ်ရိုက်မရှိဘူးပေါ့နော်အဲ့တော့အဲ့ဈေးတွေငြိမ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အယောင်းတက်လေအမြက်ကနော်ပုံမြက်လေပဲနော်အယောင်းတော့နှစ်ဆတက်လို့ရှိရင်အမြက်ကသုံးဆမြက်ရင်လည်းမြက်မယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့တချို့သောပုံသေးစရိတ်တွေဥပမာဆိုင်ကန်းငှားကားတို့စက်ရုံငှားကားတို့ဂိုဒေါင်ငှားကားနောက်ဝန်ထမ်းစရိတ်တွေနောက်ဝန်ထမ်းတွေရဲ့ management level ဝန်ထမ်းတွေစရိတ်ဒါတွေကမပြောင်းဘူး fixed cost တွေ fixed cost တွေအဲ့တော့အဲ့ fixed cost တွေပုံသေးစရိတ် fixed cost တွေရှိပြီဆိုရင်ဒီလုပ်ငန်းကများရောင်းရလေသူ့ရဲ့ cost per unit ကနော်တ unit ရဲ့ဈေးနှုန်းကတန်ဖိုးကနော်ကုန်ကျစရိတ်ကကျလေပဲကုန်ပစ္စည်းတူနေတဲ့တန်ဖိုးကကျသွားပြီအဲ့တော့အမြက်ကပိုထွက်လာတယ်ဟုတ်ကဲ့အဲ့ဒီအချိန်မှာကျွန်တော်တို့က investor ကိုခေါ်ပြီးတော့မြန်လုပ်ငန်းကိုချက်ရမယ်အမြက်ဘာလို့ဆိုတော့သူ့အမြက်ကအချိုးကျမဟုတ်တော့ဘူးဟုတ်ကဲ့အချိုးကျလည်းပိုမြက်တယ်ပေါ့နော်အယောင်းနှစ်ဆတက်ရင်အမြက်ကနှစ်ဆခွဲလောက်မြက်ရင်မြက်မယ်သုံးဆလောက်မြက်ရင်မြက်မယ်အဲ့လိုမျိုးအခြေအနေဒီ investor ခေါ်ဖို့အချိန်အကောင်းဆုံးပဲဟုတ်ကဲ့